ဒီလိုအလားလေးလိုချင်တော့ကျွတ်တင်မှာယူလို့ရပါတယ်ရှင်ကာလာဆောင်ပွင့်ကြီးတွေရရှိမယ်နော်ဒီလိုအလားလေးလိုချင်ရင်ကျွတ်တင်ပြီးတော့မေမေစီမှာမှာယူလိုက်ပါရှင်ကာလာဆောင်ဒီလိုအလှတွေရပါမယ်နော်တရားကျွတ်တင်မှာယူထားတဲ့အပင်လေးပါရှင်ကျွတ်တင်မှာယူထားတဲ့အပင်လေးတွေပါကျွတ်တင်ပြီးတော့ဥထားတာပါရှင်ဒါဆိုလို့ရှိရင်ဒါနီးပါရှိပါပြီနော်ဒီလိုမျိုးအလှလိုချင်တော့မေမေစီမှာကျွတ်တင်မှာယူလို့ရပါပြီဒါဆိုရင်တော့စကုပြူပေါ့နော်စကုပြူဂျပန်နီအပွင့်ကြီးရွှေဖလားတွေအစုံရပါတယ်ရှင်မေမေစီမှာကျွတ်တင်မှာယူလို့ရပါတယ်နော်တရားကျွတ်တင်မှာထားတဲ့ရန်ကုန်ကအကိုအတွက်ပေါ့နော်တရားညီမပို့ပေးရမယ့်ပင်လေးတွေပါရှင်ဒီလိုမျိုးအလှလေးတွေကိုလိုချင်တော့ကျွတ်တင်မှာယူလို့ရပါတယ်ရှင်ကျွတ်တင်မှာယူလို့ရပါတယ်နော်ဒါပတ်စံလေးကိုကြိုးလွှဲထားတဲ့ဟာလေးပါရှင်